ဈေးလဲတန်နေဟင်းလဲကောင်းနေဆိုတော့လူကြတယ်ပေါ့နော်2နာရီလောက်ဆိုလို့ရှိရင်သူကဒီဆိုင်မှာဘာမှမရှိတော့ဘူးအားလုံးပဲမင်္ဂလာပါ CNA ဆိုရကြည့်ကြပါဒီနေ့ကတော့ဟင်းတစ်ပွဲကို10ဘတ်ထင်းနဲ့နေ့တာကောင်းကောင်းစားလို့ရတဲ့ဆိုင်ကိုရောက်နေတာပါ Let's goဒီဆိုင်မှာဟင်းတစ်ပွဲက10ဘတ်ပဲပေါ့နော်ဟင်းမျိုးစားပေါင်းလည်းအများကြီးရှိတယ်ပြီးတော့မှအကြော်တွေရောအလော်တွေရောပြီးတော့စီပြန်ဟင်းတွေရောအဆုံရှိရပေါ့နော် and one ပြီးတော့ဒီမှာမုတ်ဖတ်က free flow အကြိုက်ယူလို့ရတယ်အာဒါတော့လာကတ်နေသေးတယ်ပြီးတော့ဒီမှာအချင်းက4မျိုးလောက်ရှိတယ်အဲ့ဒါကျွန်တော်တို့ကအကြော်တွေပိုင်းတူစားရဲပဲဒါထမင်းကလေ10ဘတ်ပဲ10ဘတ်ကိုမှလေစိတ်ကြိုက်အဝဘူးဖြစ်ထည့်လို့ရတယ်လားရာဒီဥဒုတာယာလို့အမားတို့ကလေအပြင်ဘက်မှာပဲအေးဆေးလေးထိုင်စားကြတာအရန်ပူတဲ့နေ့ဆိုလို့ရှိရင်လည်းအထဲမှာအဲကွန်ခန်းလေးနဲ့လေအေးလေးစားလို့ရတယ်ပြီးတော့ဒီဆိုင်မှာလေအကြိုက်ဆုံးကဒီငါးတေးသေးလေးကြော်ထားတဲ့ဟာအရန်ကောင်းမယ်ကျွန်တော်တို့ကဒီဆိုင်မှာတန်လို့ခဏစားဖြစ်တယ်နောက်ပြီးတော့ဟင်းအမျိုးစုံလာလဲပါတယ်ဗျာတယ်ဗယ်လေးဆိုတော့မှစုံအောင်ကြိတ်တမုံကြိတ်ပဲခေါက်ဆွိုင်းနဲ့ဝိတ်ဒီကိုလည်းရတယ်အဲ့ဒါတော့သူရက်နေပဲပေါ့နော်နေတိုင်းမရဘူးဟုတ်တာဒီဆိုင်မှာအေးတွေလည်းရတယ်ရေကန်းချောင်းတွေဆိုလည်းအစုံရတယ်ပေါ့နော်အားလုံးက10ဘတ်ဝန်းကျင်ပဲဆိုတော့အရန်စင်ပြေတယ်ဈေးလဲတန်နေဟင်းလဲကောင်းနေဆိုတော့လူကြတယ်ပေါ့နော်2နာရီလောက်ဆိုလို့ရှိရင်သူကဒီဆိုင်မှာဘာမှမရှိတော့ဘူးအဲ့တော့ဒီဆိုင်ကိုလာခြင်းနဲ့စားခြင်းနဲ့ဆိုလို့ရှိရင်7ခွဲလောက်ရောက်လာဟင်းတွေလည်းရှိရယ်နေရာတွေလည်းရှိရယ်ဆိုတော့အရန်စင်ပြေတယ်โอเคဒါပဲနောက်ပြီးတော့ပြန်လို့